တိုးတက်ကြီးပွားခြင်းတို့၏ပထမဆုံးအလုံးမှာငါဘာကောင်လဲဟူ၍မိမိကိုစစ်ဆေးရပင်ဖြစ်သည်မိမိကိုမှမိမိမတီးပဲဘာမှဆက်လုပ်၍မဖြစ်နိုင်ပေလူတယောက်အားခမားဘာကောင်လဲဟုမေးလျင်စိတ်ဆိုးမှန်ဆိုးနှင့်လူပေါ့ဗျဟုဖြေမိပင်ဖြစ်သည်လူလောကတွင်လူပေါင်းများစွာအသက်ရှင်နေထိုင်ကြသည်လူကမိမိကိုလူဟူ၍မတီးပဲရှိမည်မဟုတ်တည်သည်တို့ရာတွင်တယောက်တွင်ရှိမည်အချင်းအင်ကစိတ်တက်စာရိတ်တက်ဒါဝန်ဝတ္တရားကြိုးစားမှုတက်ကြွမှုထက်တန်မှုစာနာမှုကိုချင်းစာတရားလုံလဥဒ္ဒဟစသည်တို့မိမြပြည့်စုံပါသည်မိမြတဘောပေါက်နားလည်ထားပါသည်လူအားလုံးတစ်မျိုးတစ်စားတဲ့ထပ်တူညီချင်းမရှိဒီကိုကတိပေမည်လူလောကတွင်လူပတ်ဝန်းကျင်တွင်နေရသည်လူအချင်းချင်းဆက်ဆံရသည်လူချင်းအကျိုးပြုနေကြသည်လူချင်းလဲပြိုင်နေကြသည်လူအားလုံးပြိုင်ပွဲဝင်နေကြသည်နိုင်သူတွေကတပြုံရှုံးသူတွေကတမဲ့ဖြစ်နေကြသည်ဓာတူကဓာနာတူကနာတင်းသည်ရှုံးသူနာတူများထဲတွင်ပါဝင်လိုမည်မဟုတ်ဒီမှာဒေချာပေသည်လောကတွင်တင်လှုပ်ချင်ရာလှုပ်နိုင်သည်တင်ဖြစ်ချင်ရာဖြစ်နိုင်သည်တင်ကြိုးစားမှုတင်ဉာဏ်ရည်တင်လုံးလဥဒယဘောတွင်မူတည်သည်မိတို့ပင်ဖြစ်စေတင်ကိုပတ်ဝန်းကျင်အခြေအနေတွေကတားဆီးပေါင်ခတ်ထားသည်အင်မတန်ကြိုးစားနိုင်မှထိုတားဆီးများကိုဖျက်ကျော်ပြီးလိုရာခရီးရောက်မည်အောင်မြင်သူဖြစ်မည်ပြောညံ့သူများဆွဲမရှိသူများပေါ့နေပေါ့စားသူများဒါဝမကြေကြသူများအရှုံးပေးသူများအရေးချင်းမရှိသူများနားလည်မှုမရှိသူများတလိမ့်ကောက်ကွေးပုံလက်တာလဲချနေကြပေမည်ညီတို့များဗန်းတိုင်တို့မရောက်နိုင်နောက်ဆုံးကဖတ်တီနဲ့ရွတ်ဆွဲလိုက်နေကြရပေမည်ဒီမှာလောကဤတဘာဝရှုခင်းပင်ဖြစ်သည်တင်ဒီဘဝထဲကိုဝင်လာမိပြီဘဝခီးကိုဆက်၍ရှောက်လန်းရတော်မည်တစ်မှာလူရည်ချင်းမိမြရှိသည်လူတတ်တိလူခံနိုင်ရည်လူနားလည်မှုမိမြရှိသည်မိကိုတုံးတက်ပြင်ဆင်ရပေမည်ဒေါ်လန်ခီးထွက်မည်မုတ်ဆိုးသည်တားလန်လေးများပြင်ဆင်ရမည်ဂျိုလွန်ပိုက်တန်းလွယ်ပိုးရမည်စူးဆောက်ဓမ္မလဲပါရမည်စာနာရိတ်ခါစေဝါမိုးကာဆောင်ခင်းလဲပယ်ဆောင်ရမည်တော်လန်ကျွမ်းကျင်ရမည်တတိလဲရှိရမည်တတိလဲရှိရမည်မျက်စိလဲရှင်တန်ရမည်နားလဲပါရမည်ပရိယေလဲကျွဲဝရမည်အပင်ပန်းလဲခံနိုင်ရမည်အခွင့်ကောင်းကိုမလွတ်တမ်းအတုံးချတတ်ရမည်စိတ်ရှည်စောင့်နိုင်ရမည်ဤတို့မပြည့်စုံပါကကြားစာကျင်တေစာဖြစ်သွားမည်မျက်စိလဲလမ်းမပြီး၆ထဲကြမည်အဆန်ငတ်ရေငတ်၍မှတ်တကလည်းလဲကြမည်အိမ်ပြန်မရပြတားပြလာမည်လဲမဟုတ်ဝမ်းစာအတွက်လဲရေလဲနိုင်မည်မဟုတ်လူလောကထဲဒိုးဝိမြင့်သူမှာဒေါ်ဤထိုမုတ်ဆိုးထက်ဒါဝန်ကြီးလေးပေသည်အစင်တဲ့ပြင်စရာပို၍များပေသည်ခီးလန်းပို၍ခက်ခဲပေသည်ငါလူလောကထဲမှာတိုးတက်အောင်မြင်ရမည်ဟုအားခဲ၍ယုံကြည်စိတ်တန်ထားပါကခရီးဆ၍ရပေပြီမိမိရည်မှန်းချက်ပြည့်စုံအောင်ပြင်ဆင်ရန်တာလိုပေသည်ပေါ်ဆဆနဲ့ငါလဲသူများတွေလိုသူဟာသူဖြစ်လာမှာပေါ့ဟုပြောညံ့တော့စိတ်ထားမျိုးရှိနေလင်ချက်ချင်းတဘောထားပြောင်းလဲရန်လိုပေသည်တိုးတက်တော့လောကသည်အချောင်တမလူပြင်းလူညံ့များကိုဖိတ်ခေါ်ခြင်းမရှိကြောင်းတည်ထားရပေမည်မိမိကိုစစ်ဆေးကြည့်ရန်လိုပေသည်ငါမှာဘာပညာဘာရင်းနှီးရှိတယ်လဲငါတိုးတက်ကြီးပွားလို့စိတ်တကယ်ရှိတဲ့လူလားလူအုပ်ထဲကရောလိုက်ချင်တဲ့လူစားလားရှေ့ကပန်းတက်လို့တိလူစားလားနောက်ချမ်းနေခက်ချင်တဲ့လူစားလားငါပါလို့ဖို့လို့တလဲစသည်ဖြင့်စစ်ဆေးရပေမည်မိဒီမရေမရာမပိုင်မနိုင်ကြော့ညံ့ဖြစ်နေမှတည်လျင်မိအရှိန်ဟုန်ကိုတိုးမြင့်ပေးရလိမ့်မည်ဖြစ်ပေသည်မိအခြေအနေမှန်ကိုတိပါမှဘဝအတွက်ထိုက်တန်စွာပြင်ဆင်နိုင်ပေလိမ့်မည်